ထမင်းမစားတဲ့တူတော်မောင်မှာဒီဟင်းလေးချက်ကျွေးရင်တော့အမြဲတမ်းထမင်းထက်တောင်လေးရှိပါတယ်။ရေဦးဆုံးနေနဲ့သုံးနှစ်သားကိုလှီးပေးပါမယ်။မိုးချုံနေပြီးရေမိုးချိုးပြီးပြီဆိုတော့အသားမကန်ချင်လို့အမျိုးသားကိုကန်ခိုင်းလိုက်ပါတယ်။ဝတ်သားကိုရေစေးသက်ဆင်ပြီးရင်တော့အရသာနေပြီးပါမယ်။ဂျင်းနဲ့ကြက်သွန်ဖြူထောင်းနာထည့်ပါမယ်။ရသာမုံနေနဲ့စားကြက်သားမုံအချုံမုတ်ထည့်ပေးပါမယ်။ပြီးရင်တော့ဖြူစီလေးနည်းနည်းပါသုံးပြီးရသာနှက်ထားပေးပါမယ်။အိုးထဲကိုစီထည့်ပေးပါမယ်။ပြီးရင်တော့တကြားနှစ်စုံလောက်သုံးပါမယ်။ကိုဝတ်သားမနေမြောက်ဖို့မူတည်ပြီးတော့ထည့်ပေးရပါမယ်။မီအေးလေးနဲ့ကြိုထားပေးလိုက်တာတကြားအရေးပြိုလာပြီးဆိုရင်တော့ရသာနှက်ထားတဲ့ဝတ်သားထည့်ပေးပါမယ်။ရေဦးဆုံးနေနဲ့ဝတ်သားထွက်တဲ့ရေနဲ့ပဲရင်ချက်ပေးပါမယ်။ချက်ထားပေးလိုက်တာဝတ်သားထွက်တဲ့ရေလေးခန်းစားပြုတ်လိုက်ရင်တော့အသားနူးအောင်လို့ရေနည်းနည်းချင်းစီထည့်ပြီးတော့ချက်ပေးပါမယ်အဆက်ဟင်းနေစားနေရတာယုံနေပြီဆိုရင်တော့ဒီဟင်းလေးချက်စားဖြစ်ပါတယ်ထမင်းဖြူလေးနဲ့ဟင်းထည့်ပြီးတော့နေဖက်ပြီးစားရတာလေးကထမင်း၄-၅ ပကံလောက်ကိုခလနေလဲကုန်ပါတယ်ရေနှစ်ရေချက်ပြီးရင်တော့ဝတ်သားနူးမနူးခင်းနဲ့ထိုးကြည့်ပေးပါမယ်ဝတ်သားနူးလိုက်ရင်တော့နှစ်စိတ်ချမ်းသာတဲ့ကြက်သွန်နီရဲ့အခွန်လွှာထားတဲ့ကြက်သွန်ဖြူရဲ့ထည့်ပေးပါမယ်ကြက်သွန်ဖြူကြက်သွန်နီကိုတော့နူးပြော်ထိထားရလဲရပါတယ်မထားဘဲနဲ့အနေတော်လေးနေမှာပဲချရင်လဲရပါတယ်ဒီဟင်းမှာတော့တကြားရဲ့အချိုအနှံ့ရဲ့ကြက်သွန်နီကြက်သွန်ဖြူရဲ့အနှံ့ရဲ့အဲ့ဒီ၃မျိုးရောထားတဲ့အနှံ့လေးကအရန်ကောင်းပါတယ်